ညမှာအရေးကြီးမရှင်တစ်ခုကိုထမ်းဆောင်နေတဲ့အဖွဲ့ဝင်394ယောက်ပါတဲ့အဖွဲ့ကပြဿနာတစ်ခုတက်နေခဲ့ပါတယ်။သူတို့ကို Union လို့ခေါ်တဲ့အဖွဲ့ကလူတွေလိုက်တက်တာကိုခံနေခဲ့ရပြီးရှင်နန်သူတယောက်တာကြံတော့တာဖြစ်ပါတယ်။တခြားအဖွဲ့ကိုတရင်ပို့နေတော့မှပဲအဲ့ဒီတပွဲကပါတိုက်ခိုက်ခံခဲ့ရပြီးသူကိုယ်တိုင်လည်းအနောက်ကလူတယောက်ရဲ့ဓာတ်နဲ့ဝင်ထိုးတာကိုခံလိုက်ရပါတယ်။တခြား Union အဖွဲ့ဝင်တွေကလည်းမစ်ရှင်ကိုတတရရာလေးတန်းဆောင်နေခဲ့ကြပြီးလူတယောက်ကိုထမင်းစားရတောက်တယ်လို့တတ်နေခဲ့ကြပါတယ်။ဖက်ပြေးတော့မဲ့ရဟတ်ရင်ကိုလည်းအဖွဲ့ဝင်ဟက်ကာတယောက်ကရှာတွေ့သွားတာကြောင့်အချိန်မီတားဆီးနိုင်ခဲ့ပါတယ်။မစ်ရှင်ပြီးတော့မှ394ယောက်လုံးကိုတယောက်တည်းတက်ခဲ့သူကပတိန်ခရိုးစ်ကပေါ်လာခဲ့ပြီးငါတို့ရဲ့နောက်ထပ်မစ်ရှင်ကဂျပန်မှာလို့ပြောသွားခဲ့ပါတယ်။ဒီဇက်ကားမှာရှယ်ကျုံးမဲ့ဆရာကြီးတွေအများကြီးနဲ့မဲမဲဆိုင်ဆိုင်ကြီးရမယ့်ကားဆိုတာကိုအရင်သူပြောထားခြင်းပါတယ်။ဂျပန်မှာတော့လက်မှာပတ်တီးစီးထားတဲ့ထာရှီရိုကသူ့တငယ်ချင်းနဲ့သူကျောင်းကိုလာနေတဲ့အချိန်ကျောင်းသူတိုင်းကကျောင်းရဲ့လုံခြုံရေးစောင့်ကိုကြည့်ပြီးချောလုံးလို့သဘောကျနေခဲ့ကြပါတယ်။သူကတော့နာမည်မရှိတဲ့ M21 ဖြစ်ပါတယ်။ M21 ကို Union လို့ခေါ်တဲ့လူသားတွေကိုတဘာဝလွန်စွမ်းအားတွေရလာအောင်တရားမှုဝင်စံတက်တဲ့အဖွဲ့ကဖန်တီးထားတာဖြစ်ပါတယ်။ M21 ကလည်းစံတက်ခံခဲ့ရတဲ့သူဖြစ်ပြီးသူနဲ့သူစက်သက်ခင်ရတဲ့သူတိုင်းဟာတည်ဆုံးခဲ့ကြရပြီးသူတယောက်တာအသက်ရှင်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့်ကျောင်းဒါရိုက်တာကသူ့ဘေးမှာထိုင်နေတဲ့သူ့ရဲ့ဆရာ Ryan ရဲ့မိရင်တိုင်း M21 ကိုကျောင်းမှာဇက်မြုပ်ပြီးနေခိုင်းထားခဲ့တာဖြစ်ပါတယ်။ကျောက်ဖက်ကြီးနဲ့ထာရှီရိုကတော့ကျောင်းသားတွေပုံဝိုင်းဆွဲတာကိုခံနေရပြီးအဲ့ထဲကိုခက်တီတီနဲ့ကျောင်းသားလုံးနေတဲ့ဆရာကြီး Ryan ကပါပါဝင်လာခဲ့ပြီးသူနဲ့လိုက်တဲ့ကျောင်းပုံကိုဆွဲသွားပြီးခဲ့ပါတယ်။လူသားအစစ်တယောက်လိုမဟုတ်တဲ့ Ryan ကလူသားပုံစံနဲ့ကွဲထွက်နေခဲ့ပြီးခုတ်ဆွဲဆိုင်ရင်တော့ခုတ်ဆွဲတွေပွားလာတာကိုစောင့်ပြီးမှစားလေသူဖြစ်ပါတယ်။ M21 ကတော့ကျောင်းသားတွေကိုကြည့်ပြီးစက်သက်ခံဖြစ်ခဲ့ကြတဲ့သူနဲ့သူ့တငယ်ချင်းတွေအကြောင်းကိုပြန်တွေးနေခဲ့ရင်တီရကြပြီဖြစ်တဲ့တငယ်ချင်းတွေကိုတတိယနေခဲ့ပါတယ်။အဲ့ဒီအချိန်ကားကိုဖိုက်တာလိုမောင်းပြီးလူမိုက်တစုကသူ့ကောင်မလေးကိုဝင်ကြောင်သွားတဲ့ထာရှီယိုကိုစရင်ရှင်းမှုရောက်လာခဲ့ကြပါတယ်။တကယ်တော့မီးပွိုင်းမှာစောင့်နေုံကောင်မလေးချော်လဲသွားလို့ဝင်ဆွဲပေးလိုက်တာကိုချက်ဖကီနဲ့လူမိုက်ကဂျင်းဝင်ပြီးထာရှီယိုကိုပြဿနာလာရှာတာဖြစ်ပါတယ်။ M21 ကသူဝင်ပါလိုက်ရင်စက္ကန့်ပိုင်းနဲ့ပြီးသွားနိုင်ပေမဲ့ထင်ထင်ပေါ်ပေါ်ဖြစ်သွားရင် Union အဖွဲ့တတိထားမိသွားမှကြောင့်အခြေအနေကိုဒါစောင့်ကြည့်နေခဲ့ပါတယ်။တစ်ဖက်မှာတော့ဂျပန်နဲ့ထာရှီရိုတို့ကဘောင်ချာဆရှင်းနေခဲ့ကြပြီးကြောက်ဖက်ဒီနဲ့ထာရှီရိုကတော့အထိုးခံနေခဲ့ရပါတယ်။ဇိုးချောင်းသားထာရှီရိုကလည်းပြန်စော်ခဲ့ပေမဲ့ပက်တီကြီးနဲ့မို့သူပဲစော်ခံနေခဲ့ရပါတယ်။အခြေအနေကိုစောင့်ကြည့်နေတဲ့ M21C ကိုရိုင်းရောက်လာခဲ့ပြီးမျက်လုံးအကြီးနဲ့ပဲရုပ်တင်တာကိုပြောသွားခဲ့တာကြောင့် M21 ကနှစ်ခါပြန်မစဲစားနေတော့ပဲကျောင်းမှာလာတောင်းချမ်းနေတဲ့ချက်ဖကိုလေဘင်းကဆွဲကြိုးကိုကိုက်ပြီးကိုင်မောက်ပေးလိုက်ပါတယ်။လူတွေမကြည့်နေရင်မင်းသေးတာကြပြီးဆိုတဲ့စကားကိုကြားတာနဲ့ချက်ဖလည်းခေါင်းကအမောက်မပြောက်ခင်အမြဲထွက်ပြေးသွားခဲ့ပါတယ်။ညဘက်ရောက်တော့လေ M21 ကသူနဲ့သူ့ရဲ့နောက်ဆုံးအပေါင်းပါတို့ပြောခဲ့တာတွေကိုပြန်ကြားရောက်နေခဲ့ပြီးငါတို့ရဲ့ဖြစ်တည်မှုကိုရှာဖွေကြမယ်ဆိုတာနဲ့ကြဆုံးသွားတဲ့ငါတို့ရဲ့တငယ်ချင်းတွေအတွက်ပါရှာဖွေကြမယ်ဆိုတာကိုပြန်ကြားရောက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲဂျပန်ရဲ့တနေရာမှာ Union အဖွဲ့ကရောက်နေခဲ့ကြပြီဖြစ်ပါတယ်။ဂျိန်းနဲ့မာရီဆိုတဲ့လူနှစ်ယောက်ရဲ့ကြောကြားချက်အရအကောင်းကိုပြန်ယူဖို့လုပ်ခဲ့တဲ့သူတယောက်ကဒီမှာအသက်ခံခဲ့ရတယ်ဆိုတာနဲ့မအောင်မြင်ခဲ့တဲ့စက်သက်ခံနှစ်ယောက်ကဒီမျိုးမှာပျော်ဆုံးနေတယ်ဆိုတာကိုအတိအကျဖော်ထုတ်ဖို့ရောက်လာခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့လူနှစ်ယောက်ကလည်းတားမြစ်ထားတဲ့နေရာတနေရာကိုရောက်လာ